အားလုံးပဲမင်္ဂလာပါအဖိုးတန်တတ်ထုလို့ပြောလိုက်ရင်လူတိုင်းရဲ့စိတ်ထဲမှာရွှေကိုအရင်ဆုံးပြင်းမြင်ကြမှာပါဒါပေမဲ့တကယ်တမ်းကမ္ဘာပေါ်မှာရွှေထက်အစာပေါင်းများစွာဈေးကြီးတဲ့တတ်ထုတွေရှိနေတယ်ဆိုတော့ကိုသင်သိပါသလားဒီတတ်ထုတွေဟာရှေထက်ရှားပါသလိုကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာလည်းမရှိမပြည့်အရေးပါနေတာပါဒီနေ့ဗီဒီယိုမှာတော့ရွှေထက်ထောင်ဈေးကြီးတဲ့ကမ္ဘာတန်ဖိုးရှိဆုံးတတ်ထုများအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်တတ်ထုတစ်မျိုးကိုဈေးအလွန်ကြီးစေတဲ့အချက်၃ချက်ရှိပါတယ်။နံပါတ်၁ကတော့ရှားပါမှု။တန်သို့မဟုတ်အလူမီနီယံတို့နဲ့မတူပဲဒီတတ်ထုတွေဟာကမ္ဘာမြေပေါ်မှာအလွန်နည်းပါးတဲ့ပမာဏပဲရှိပါတယ်။နံပါတ်၂အသုံးချနိုင်မှု။စက်မှုလုပ်ငန်းတွေမှာသူတို့ရဲ့ထူးခြားတဲ့ကုန်တက်တီတွေကြောင့်အစားထိုးမရအောင်အသုံးဝင်တာပါ။နံပါတ်၃ကတော့ဈေးကောက်ဝယ်လိုအား။စီးပွားရေးအခြေအနေနဲ့နည်းပညာတိုးတက်မှုတွေအပေါ်မူတည်ပြီးဝယ်လိုအားမြင့်တက်လာတတ်ပါတယ်။လက်ရှိမှာတော့ Rhodium ဟာကမ္ဘာပေါ်မှာဈေးကြီးဆုံးတတ်ထုအဖြစ်ထိပ်ဆုံးကရှိနေပါတယ်။တင်ကားတွေကအစိမ်းငွေလျှော့ချပေးတဲ့ Catalytic Converter ထဲမှာ Rhodium ပါဝင်တက်ပါတယ်။ကမ္ဘာ Rhodium ထုတ်လုပ်မှုရဲ့80%ကိုကားစက်မှုလုပ်ငန်းကအသုံးပြုတာပါ။ Rhodium ရဲ့80%ကိုတောင်အာဖရိကကထုတ်လုပ်ပြီးရုရှားနဲ့ကနေဒါတို့မှာလည်းအနည်းငယ်ထွက်ရှိပါတယ်။ရိုဒီယမ်အပြင်ပလက်တီနမ်အုပ်စုထဲမှာအခြားထူးခြားတဲ့တတ်ထုတွေလည်းရှိပါသေးတယ်။အလွန်မေးတိုက်စားမှုတံကိုခံနိုင်ရရှိပြီးမီးပွားပလက်တွေမှာအသုံးပြုပါတယ်။ကမ္ဘာပေါ်မှာတိတ်သေးစားအမြင့်ဆုံးသဘာဝဓာတ်ဆင်ဖြစ်ပြီးဖောင်တိန်ထေတီးလေးတွေနဲ့ရက်စစ်အဆက်အသွယ်တွေမှာသုံးပါတယ်။ Electronic လုပ်ငန်းများတွေမှာ chips resistor တွေအဖြစ်အများဆုံးသုံးပါတယ်။လူတီအများဆုံးဖြစ်ပေမဲ့ဈေးအရတော့ Rhodium ကိုမမီပါဘူး။ဒါပေမဲ့သူ့ရဲ့တောက်ပြောင်မှုနဲ့လျှက်ကူးနိုင်စွမ်းကြောင့်လက်ဝတ်ရတနာ electronic နဲ့ယင်းနှိမ့်မြုပ်နှံမှုတွေမှာမရှိမပြည့်အရေးပါနေစေပါ။ဒီတတ်ထုကတော့ jet engine တွေအတွက်အလွန်အရေးကြီးပါတယ်။အလွန်မြင့်မားတဲ့အပူချိန်ကိုခံနိုင်ရရှိတဲ့အတွက်လေယာဉ် engine အစိတ်ပိုင်းတွေမှာသုံးရတာပါ။ဒီကုန်းချုပ်ရရင်ဒီတတ်ထုတွေဟာအစဉ်အတန်းခွဲခြားတဲ့အမှတ်အသားတွေဖြစ်တယ်လို့ကျွန်ုပ်တို့ရဲ့ခေတ်သစ် electronic ခေတ်အတွက်လည်းမရှိမဖြစ်လိုအပ်ချက်တွေဖြစ်ပါတယ်။သူတို့ရဲ့ထူးခြားတဲ့ဂုဏ်သက်တည်တွေကြောင့်သာအာကာသယာဉ်တွေလွတ်တင်နိုင်ပြီးကားအိတ်ဇောကထွက်တဲ့စိတ်ငွေတွေကိုလျှော့ချနိုင်တာဖြစ်ပါတယ်။အခုပြောပြသွားတဲ့အထက်မှာသင်အောင်ရဆုံးတတ်ထုကဘယ်အရာဖြစ်မလဲ။ရွှေထက်ဈေးကြီးရဲ့ Rhodium အကြောင်းသင်ရင်ကကြားဖို့ပါသလား။ကွန်မန့်မှာရေးပေးသွားပါဦး။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့သိပ္ပံနဲ့နည်းပညာဘုဒ္ဓတွေအတွက်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်အားလုံးကိုကျေးဇူးတင်ပါတယ်